ဒုက္ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဒုက္ခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟီဆယ်ပဲဖြစ်ပါတယ်။ကျွန်မအခုဖတ်ပြပေးမှာကတော့ဆီယာမာကြီးစိန်စိန်ရေးသားထားတဲ့ဘဝဆက်ခါရှာလီအောင်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။ဘဝဆက်ခါရှာလီအောင်ဒီလိုဆောင်ရသည့်ဤရှုခင်းသားကလေးမျိုးမှမပျော်ရွှင်နိုင်မှုဆိုလင်တော့လူဘဝမှာနေခြင်းစရာပဲမကောင်းတော့ပေလူဘဝမှာလူလိုနေခြင်းပါသေးသည်ဆိုလင်တော့ပျော်တတ်အောင်ကိုပျော်ရပေအောင်မည်နင်းခင်သည်ဤအတွေးကိုအထောက်ခံပြုသည့်တပွဲခေါင်းကလေးတစ်ချက်ငိမ့်မိသွားရမှချိုရွှင်ဝင်းပနေသောမျက်နှာကလေးဖြင့်ရေတွင်ထဲသို့ငုံကြည့်လိုက်လေသည်သူကစားလောက်နီနီရှိနေသောရှစ်ထောင်အင်္ဂလိပ်ရည်တွင်ပေါင်ကလေးကအတားစီပြုနေသောကြောင့်သူ့ရုပ်သွင်းကိုလည်းခါးရီအထက်ပိုင်းလောက်သာလေးမြင်နိုင်လေတော့သည်တို့ရတွင်ရေမာသိပ်ပြီးနှက်ဆိုင်လျှော့ကျနေခြင်းမရှိသေးသဖြင့်သူရှုလိုသောရုပ်သွင်းကိုနီနီကက်ကက်မြင်တွေ့နေရသည်ကိုပင်နင်းခင်ကကျေနပ်မိသည်ကြည်လင်ပြလဲသောမူကောင်းကင်သည်နေရိပ်ထဲတွင်မိုင်းပြပြကလေးဖြစ်နေ၏ဒီနောက်ခံမိုင်းပြပြကလေးထဲမှသူ့ရုပ်သွင်းကအထင်သာထင်ဟပ်နေလေသည်အထင်ရှားဆုံးဖြစ်၍နေသည်မှာတပတ်ရှူစတုံးနှင့်စမြိတ်ဖွာကြီးဤရှေ့မှဝေးနေအောင်အာရပါရထိုးဆိုင်ပန်းစင်ထားခဲ့သောဆောင်းတော်ကူပန်းကိုင်များပင်ဖြစ်သည်စတုံးကလေးဤရှေ့မှအခက်သေးကလေးများကိုဝိုင်းပန်ထားပြီးစမြိတ်ဖွာကြီးနှင့်ယောဂပခုံထက်သို့ချထားခဲ့သောအခိုင်ကြီးမှဖြင့်ရှည်သွဲဝေစားလှပေသည်တနခါရည်ကျဲကလေးပေါ်မှာပေါင်တာထူထူကလေးထပ်ဖို့၍ထားသောမျက်နှာပြင်ဖြူဝင်းကလေးမှလည်းဖွေဖွေလွှားလွှားပန်းကိုင်များနှင့်နင်လားငါလားပင်အလှချင်းပြိုင်နေသေးသည်သူ၏နာဒန်ကလေးမှာမပေါ့တဘောများသာရှိနေပေမင့်နာဒန်ထိတ်လဲတွင်ဆက်ဆက်လူမတက်ရှိနေသောနက်မောင်လှပသည်မျက်ခုံးအစုံနှင့်မျက်တောင်ကိုကြီးများအောက်တွင်ရွှင်ရွှင်လဲလဲတောင်းနေသည့်မျက်လုံးရွယ်ကြီးများကအထောက်အကူပြုလိုက်သောအခါအင်မတန်မှရှုပျော်ပြေးပြေး၍သွားရပေသည်ထိုထက်တိုးထက်ပုံမို၍နှင်းခင်ကုံအယူတို့ဆုံးမှာပွင့်သစ်စနင်းစီပန်းတို့တာတာနီရဲအောင်စီဆူထားသည့်မထူမပါနှခမ်းတစုံပင်ဖြစ်သည်တကယ်ဆိုတော့လေဓာအတွေ့နှင်းခင်ကုံယူလိုက်သည်မှာမပိုလွန်းလာပေအင်ဂျီ200ကျော်များရှိသောသူတို့၏ကံဥရွာတရွာလုံးတွင်နှခမ်းဆူစည်းကိုတွင်တွင်ရရအသုံးပြုနိုင်သူမှာသူကလွဲလင်ယခုအခါတကြီးချွေမဖြစ်နေသောသူတငယ်ချင်းဝိုင်းတင်တယောက်ထဲသာရှိလေသည်ဒါတောင်မှဝိုင်းတင်ခမများမှာသူကဲ့သို့နှစ်ကျပ်ပြား90တန်စူးစိကိုကုံနိုင်ထက်ဝဲကနေ့စဉ်နေ့တိုင်းအသုံးပြုနိုင်ရှာသည်မဟုတ်ရန်ဖန်ရန်ခါအခါအားလျော်စွာလောက်သာသုံးနိုင်ရှာသူဖြစ်သည်အလူနှင့်မင်္ဂလာဆောင်များရှိမှလမ်းဘေးမှာအော်ရောင်တတ်သည့်45ပြားတန်အပေါ်စာစေတောင်းကိုပြေးဝဲရရှာတတ်သောမိအေးနှင့်မိခွေတို့တတွေဆိုတာတော့ယခုအချိန်นี้မှာမိမိနှင့်နိုင်ရှင်လောက်သည်ပင်မထင်နင်းခင်သည်ရေမျက်နှာပြင်မှသူ့အရေးကိုအားရလာအောင်ကြည့်ပြီးတော့မှပင်ရေတွင်ဝါမှသူ့မျက်နှာကိုခွာလိုက်လေတော့သည်အင်ကြီးထမပြီးတို့တွင်တက်ဆင်ထားသည့်ကိုလုံးပေါ်မှန်ကြီးနှင့်သူ့တနခါခုံလေးပေါ်မှာ4000မှန်ငယ်လေးကိုဘယ်များပင်ကြည့်ရှုပြီးစီကဤရေတွင်သို့ရောက်လျင်ဤသို့ပင်ထပ်မံကြည့်ရှုတတ်သည်မှလည်းသူ့အကျင့်တစ်ခုဖြစ်သည်ပြီးတော့ဤရေပြင်ရိပ်မှအတိတ်ကိုစောင်းစရာဇက်ွက်ကလေးတစ်ခုကလည်းရှိနေသေးသည်မဟုတ်လားကိုထွန်းကျော်ဆိုသည့်လူကြီးကဖြင့်ရိုးရှာလွန်သည့်အပေါ်မှာထုံပြီးပြီးအေးဆက်ဆက်နိုင်လွန်လာသည်ဟုနင်းခင်ထင်မိသည်တရွာလုံးသားမကစက်မိဆက်ရာပတ်ဝန်းကျင်များရှိအကူကာလာသားများ၏နှုတ်ပြဝဲနင်းခင်၏နာမည်တရင်ကပြန်ဝဲပြန့်နှံ့နေခဲ့သည်ကာလာသားလားမမြောက်သေးသောအကောင်ပေါစနကလေးများကပင်ခေကြသည်မဟုတ်တခါကကထိန်ပွဲတော်အချက်ပြုတ်ဝိုင်းမှာလူစုမိကြခိုက်တွင်အသက်14နှစ်မြရှိသေးသောဖိုးတန်းလေးကအဟုတ်ဗျာဘသူတွေဘလောက်ပဲဝစ်စင်လာလားမနှင်းခင်ကြီးလောက်တယောက်မှမလှဘူးဗျာဟုသူမျက်နာကိုစစ်စစ်ကြည့်ပြီးဆိုလိုက်ရာနင်းခင်မှာကြည်နက်ပြုံးကြီးပြုံးမိသွားရင်မင်းဘာစားချင်လို့လဲဟေးငါမောင်လေးဟုမေးလိုက်ရသည်ဒါကိုပင်ကောင်လေးကပြုံးစစ်စစ်လှုပ်ရင်းနဲ့ဘာမှမစားချင်ပါဘူးဗျာဖြစ်နိုင်မယ်ဆိုရင်ငါမောင်လေးလို့မခေါ်ဖို့ရဲ့ကျေးဇူးပြုပြီး3-4နှစ်လောက်စောင့်ဖို့ရဲ့ဟုဆက်လိုက်သဖြင့်နင်းခင်ကတဲဒီကောင်းလေးဟုကြိမ်မောင်းပြီးနှကန်းဆူလိုက်စေဟေးဟေးမင်း3-4နှစ်ကအရေးမကြီးဘူးလူမိုက်ကလေးက
ငါစောင့်နေတာကအနှစ်20လောက်ရှိနေပြီဟုအသက်40နာကပ်နေပြီဖြစ်တော့လူပြိုတို့ကြီးကိုပန်ဖူကစက်ပြန်သဖြင့်ဝါကနေဝိုင်းရီကြတော့ရာနင်းခင်မှာပင်ရော်ရောင်ရီမိသွားရသေးသည်ဒါနဲ့လင်းမတန်အဲ့ဒီနှမျိုးစလုံးကိုကျုပ်ကန့်ကွက်တယ်ပြို့ဟုဝတ်သားချက်ထားသောမိုးပြဲတဲ့ကြီးကိုတန်ရောင်မနဲ့ခောက်ပြီးဟန်မောင်ကြီးကအော်လိုက်ပြန်ရာသူနှင့်ရွယ်တူတန်းတူလောက်မျှဖြစ်ကြသောမောင်ရွှေတာကျော်လူအေးအစာရှိသည့်တတိုက်ကပါဒိုလဲကန့်ကွက်တဲ့နှင့်တယောက်တစ်ပေါက်ဝိုင်းအော်နေကြပြန်သောကြောင့်အာဂန္ဓုဖုံးတော်ကြီးများကိုနေရာချပေးနေသောဖုံးတော်ကြီးဦးတော်ပိတာပင်ထွက်လာပြီးဘာဖြစ်ကြတာလဲဟုမေးယူရသေးသည်ဘာမှမဖြစ်ပါဘူးဖေဟာဟုဟန်မောင်ကြီးကပင်ဥအောင်လျှောက်ထားလိုက်သည်ဖုံးတော်ကြီးနောက်ခိုင်းလိုက်မှကြည်ရကြရသည်မှလည်းဦးနာလူမတက်ပင်ဖြစ်နေသည်အတီတုံကလည်းကိုထွန်းကျော်ကြီးမှာအနီးအပါတွင်မရှိရေကန်နှင့်ကြောင်းကိုခောက်တုတ်ခောက်ပြန်ပြေးလာပြီးရေတန်းကြီးတကားကားနဲ့သာတဖာဖာဖြစ်နေခဲ့သည်နင်းခင်လိုနေစာရောညစာပါရှာစားနေရသည့်အတန်စားမျိုးကိုတကယ်တမ်းထီထီရောက်ရောက်မစစ်ဆက်မကြောင်လန်းလာကြသည့်တိုင်ကြည်ရတဲ့ပိုင်းမှာဒိတ်ဒိတ်ကျဲဆိုသည့်အကူကာလာသားများမှာပင်မရှောင်ကွင်းနိုင်ပြောင်ပြောင်ဖြစ်စေမထီတတိဖြစ်စေဖြစ်သည့်နည်းနဲ့တော့ပူပန်ပူကြသည်နင်းခင်မှလည်းဘာပစ္စည်းမှမရှိသေးကမူလှကုံကိုနှင့်မာနာကလေးတလူလူတက်ခဲ့ရသည်တရက်ထဲမှာမုတ်ဆိုးမသားထွန်းကျော်တယောက်သာဖျားငုတ်တူလူလူကြောက်ရွံ့ကြီးလိုလိုနှင့်နင်းခင်မာနာကိုကြော်လွှမ်းပြီးကြံ့ကြံ့ထိုင်နေသည်တခါတည်းသာသူမမိနိုင်လောက်အောင်ဖြစ်ရဘူးလေ၏ရွာထိပ်ကကံမောင်ကန်ဆက်မှရေခတ်လာရင်နှင့်နင်းခင်တယောက်တည်းထိုင်နေမိစဉ်ကဖြစ်သည်နင်းခင်မှာသူတို့မွေးထားသောနမသားမီအတွက်နွားရည်နှင့်သုံးရည်ချိုးရည်များပါ10ကောက်လောက်ခတ်ပြီးနေ၍ယခုနောက်ဆုံးအခေါက်မှာခိတ္တမြအပန်းဖြည့်ထိုင်နေမိခြင်းဖြစ်ရာလူရှင်ခိုက်ဖြစ်သောကြောင့်လေစိတ်အေးလက်အေးနှင့်စိတ်ငြိမ်မှုကိုအရာသာခံနေမိသည်ဒီအခိုက်တန်းမှာပြီးပစိုးဟောင်းတစ်ထည်ကိုပတ်ပေါင်းထားသောခေါင်းတစ်လုံးမှာသူနှင့်ခလန်းလန်းရေစက်ထဲတွင်အရေးထင်၍လာခဲ့လေသည်အာကိုထွန်းကျော်ကြီးပါလားဟုသူရင်ထဲမှလည်းထိတ်ခနဲဝမ်းသာသွားရသည်သို့နှင့်တခဏအတွင်းမှာပင်ရေပုံးနှလုံးကိုတဘိုးနှင့်ရှူထမ်းထားသောကိုထွန်းကျော်၏ရုပ်သွင်းမှာတကူလုံးပင်ထင်ဟပ်လာတော့သည်နင်းခင်မှလည်းမတိအောင်ပြူကမလုံမရှက်ကလေးနှင့်ပင်ရေထဲကအရေးကိုတဲ၍မဲ၍အကယ်ခန့်နေမိသည်ရေထဲမှအရေးကိုကြည်ရခြင်းဖြင့်လဲကိုထွန်းကျော်သည်သူ့အားဘေးတိုက်ခတ်ကြကြမြင်ရမည်ဖြစ်သောမလန်မကန်နောက်ပါတနေရာတွင်ခပ်ပြေးပြေးခတ်ရွရွရက်လာနေကြောင်းကိုသိရသည်ကိုထွန်းကျော်ရက်နေသောနေရာမှနေ၍ရေထဲကအရေးကိုလမ်းမမြင်နိုင်မှန်းလဲသိသာသည်ငါသိတော်မှာစိုးလို့ထင်ပါရဲ့ဘာများလို့မလို့လဲရေစင်းခတ်တာလည်းမဟုတ်ဘူးဟုနင်းခင်ကပုံမအာယုံဆိုင်လိုက်မိပြန်သည်ယခုမှပင်သိတာပါလေတော့၏နင်းခင်မျက်နှာကလေးကိုစိုက်ကြည့်နေသောသူ့မျက်လုံးများမှပြင်ပြသောတမန်မှုကိုမထိန်နိုင်မသိနိုင်ပင်ဖွင့်လွတ်နေပေသည်ဆူရှာသောမြတ်တရောင်ကြီးများမှပင်သူ့မျက်လုံးအိမ်ထဲမှထိုးထွက်လာကနင်းခင်တကူလုံးကိုရစ်ပတ်လွှမ်းခြုံလိုက်လေပြီလားဒီလိုဆိုလင်းလေဘာလို့များခိုးကြောင်ခိုးပဲလုံနေရပါလိမ့်နင်းခင်မသာရင်ကလေးဖိုးလိုက်နှင့်စိန်ဖြူစိန်ဖြန်းဖြစ်နေရသည်ဘာသာကြောမှဖြင့်မလုတ်ကိုမလုတ်သည်2စက္ကန့်3စက္ကန့်မှသည်2မိနစ်3မိနစ်လောက်တို့ပင်စိုက်ရောက်လာတော့ပြီးဆက်လက်၍တီးခန့်ဆောင်ကြည့်နိုင်စွမ်းမရှိတော့သောနင်းခင်ကဟိုမပွင့်တပွင့်ကလေးရီမောကနောက်သို့လဲကြည့်လေတော့မှပင်ကိုရောချောမှာခိုးရုပ်ခိုးတဲ့နှင့်အမိခံရသူလိုပြူကလူပြကလာနှင့်ခေါင်းကြီးအောက်ဆိုင်သွားတော့သည်ပြီးတော့လေနင်းခင်ခမကိုပြန်ဆောင်၍မှမကြည့်တော့ဘဲနဲ့သူ့ရေပုံးကြီးတွေကိုသာပလုတ်ခနဲနေအောင်ရေကန်နဲ့ဆွဲနှစ်ပြီးရေတွေအဖိတ်ဖိတ်အစင်စင်နဲ့တုတ်တုတ်ပါအောင်ပင်ထမ်းထွက်သွားတော့လေ၏သူ့အတွေ့နင်းခင်မှသာနာသာခန့်ခက်ကြီးလိုလိုနဲ့စိတ်ကလေးကတိကောက်ဖြစ်နေရှာရင်ဖြင့်သူ့ရေအိုးကလေးကိုသာဇက်ကဲလက်ကဲရေဖြည့်ကခတ်တုတ်တုတ်ကြီးပင်နောက်မှလိုက်သွားရလေသည်လူကြီးကခိုးကြောင်ခိုးဝဲနဲ့လူကိုကြည့်ကျင်နိုင်ကြည့်နေပြီရေရိတ်ထဲမှာကျုပ်ကမြင်နေသိလားကံမောင်အစဉ်ခလန်လန်တနေရာစီမီလူမီခင်ဖြစ်သွားတော့မှနင်းခင်ကမျက်ဆောင်ကလေးဆွေကြီးကအာလုတ်တန်ကလေးနဲ့ပျော်ပြစ်သွားသည်ကြည်တာဘာဖြစ်တယ်လဲဟာနင်မလဲပွန်းပယ်လဲသွားတာမဟုတ်ပါဘူးဒီထီအောင်ကိုထွန်းကျော်ကနောက်သို့လက်ဆက်ကလေးမှလှဲမကြည့်တော့သည့်တိုင်ကြည်တာဘာဖြစ်တယ်လဲဟာဆိုတော့ဝင်ခန်းစကားကလေးတစ်လုံးရလိုက်သည့်အတွက်မူနင်းခင်မှာအတိုင်မသိကျေနပ်မှုရသွားလေတော့၏နင်းခင်ကလည်းပိုးနယ်ပဲ့တယ်မပြောရပါတော့
ရှင်ကြည့်ချင်းအချိန်မရွေးကြည့်နိုင်ပါတယ်တော့ခိုးကြည့်တာမို့သာဘာသဘောလဲလို့နင်းခင်ကရေတံအေးအေးကလေးနေပြီးအတွတ်တက်ပြစ်လိုက်သေးသည်တို့ရတွင်ကိုထွန်းကျော်ထံမှတော့နောက်ထပ်၍ဘာစကားတစ်လုံးမှမရတော့သည်သားမကသူ့ပခုံးပေါ်မှာတပိုးကြီးကိုကြွိကြွိနှင့်မြည်ပြီးကွညွတ်ဖြစ်သွားအောင်ပင်ခြေကုံတုပ်လေတော့သည်နင်းခင်လေအညံ့မပေးနိုင်အပြေးတစ်ပိုင်းကလေးဖြစ်သွားအောင်ပင်နောက်ပါမှကက်လိုက်သွားသည်ထိုအချိန်မှာတရံတခြားသူများသာမြင်မိလင်းတော့ပြေးတန်းလိုက်တန်းကစားနေသလားအပြေးပြိုင်နေတာလားဟုထင်ကြပေမည်ဟဲ့ကောင်မတွေဘာဖြစ်လာတာလဲဟာလမ်းအကွေခြုံခွဲနဘေးမှခေါင်းခုအဝတ်ကိုပဝါလိုစုံချ၍ရေအိုးတစ်လုံးကစောင်းတင်ကဘွားကနေထွက်ပေါ်လာသောပူမကြီးကမေးလိုက်သည်တွင်မှနင်းခင်ကလေးတန်သွားမိသည်ဘာကြီးသားကတော့တုတ်တီထက်သာတုံနေစေဘာမှမဖြစ်ပါဘူးအိမ်မှာအလုပ်တွေရှိနေသေးလို့ပါနင်းခင်ကလည်းပြီးစလဲဖြစ်အောင်သာအဖြေပေးလိုက်ရသည်သူစိတ်ထဲမှာတော့ကုထွန်းကျော်ကြီးရဲ့လေငါ့ကိုအကြာကြီးစိုက်ကြည့်သွားတယ်တော့သူ့မျက်လုံးတွေကလည်းတမျိုးကြီးမှတမျိုးကြီးဟူသာပဲ့တင်ထက်အောင်ဟစ်ကြွေးနေခြင်းမိလေသည်ပူမကြီးကဘာမှသင်္ကာမကင်းမရှိဟန်နှင့်ရေခက်လန်းကိုဆက်လက်ထွက်ခွာသွားတော့လေနင်းခင်သည်အတော်ဝေးကိုရောက်နေသောကိုထွန်းကျော်ကိုမိလိုမိညာဖြင့်ဆက်လက်ပြီးတုတ်ချေတင်လိုက်ရှာသေးသည်တို့ပေမဲ့သူနှစ်ဖူးဆန်စာကလေးများမှသာချွေစုထွက်လာရသည်မိကိုမမီလိုက်တော့ပါကြီးနင်းခင်တို့အိမ်ရှိမှကြော်လွန်၍ငါအိမ်ကျော်ကြီးသူ့အိမ်ကလေးတဲ့သို့ကိုထွန်းခင်တရားဝင်ရောက်ပျောက်ကွယ်သွားတော့မှပဲနင်းခင်မှလည်းလုံလုံကြီးလက်လျှော့ကသူတို့အိမ်ကလေးတဲ့သို့ဝင်လာခဲ့ရသည်တို့တိုင်အောင်သူ့မျက်နှာကလေးမှဖြင့်ပြုံးစီစီပဲဖြစ်နေလိမ့်မည်ထင်သည်အမေကသူ့ကိုလှမ်းကြည့်သည်ကိုပင်မလုံမလဲဖြစ်၍ကိုထွန်းချိုကြီးရဲ့လေအမေဟုအုံပွင့်လိုက်မိသေးသည်ပြီးမှရုတ်တရက်ဆက်စရာရှာမတွေ့တော့၍တပိုင်းတစားနှင့်ရထားရကိုက်အမေကသူ့ကိုမျက်လုံးတစ်ချက်လှမ်းကြည့်ပြန်တော့မှဟဲကိုထွန်းကျော်ကြီးရဲ့လေရေတန်းကြီးအပြည့်နဲ့အပြည့်တစ်ပိုင်းထွက်သွားလိုက်တာအမေရဲ့ကျမပါသူ့အားကြပြီးသူ့လိုလုံးမိတာမောသွားတာပဲရေရွှွန်းဖတ်ရွှွန်းနေဆက်လိုက်ရကခေါင်းခုအဝတ်ကိုပါဖြီးပြီးဟန်ပါပါရက်ခတ်နေမိလေ၏သူရင်ထဲမှာဖြင့်ပီတိဖြစ်လို့ပဲမဆုံးနိုင်ပါကြီးတကယ်တော့လေနင်းခင်ခမမှာမိကလေးပုံနေမကြီးအိမ်တွင်စွန်းတစီစကားတလုံးမြမရရှိပါပဲနှင့်ခုနှစ်နှစ်ပတ်လုံးစွန့်ရက်နေခဲ့ရမှကြောစွန်းမဖျားဆိုသည်ကိုထူးထူးခြားခြားရရှိလာခဲ့သောအရှင်သင်္ကဝမထေကြီးနှစ်တောင်မှအဖြစ်ချင်းဆင်နေမိလားမဆိုနိုင်ဘယ်ခါတုန်းကမှသူ့အပေါ်တွင်စိတ်ဝင်စားဟန်မပြခဲ့ဘူးသောကိုထွန်းကျော်ထံမှမဖြစ်စလောက်ထွက်ပေါ်လာသည့်ဒီအစွမ်းစကလေးကပင်သူ့ဘဝမှာရွှင်စွေးတစ်ခွက်ဖြစ်ခဲ့ရသည်မို့ဘယ်ခါပြန်တွေ့တွေ့တနွေနွေတရှင်ရှင်ပီတိကြွယ်ခဲ့ရသည်ဆောင်းတော်ကူပန်းတွေတဝေဝေနီစိတ်တိုင်းကြဆင်သားထားသောယနေ့နက်နက်ခင်းမှလည်းရေတွင်ထဲမှသူ့အရေးကိုအားရအောင်ကြည့်ရှုရင်းနှင့်ပင်အတိမ်မှဒီဖြစ်စဉ်ကလေးကိုပြန်လဲတန်တာကကြည်နူးမိရသေးသည်။အော်ဒီမနေ့မှာကိုထွန်းကျော်ကြိုက်တဲ့ခရမ်းသီးနှက်ကိုတောင်ချက်ထားရအောင်ပါလား။ကိုထွန်းကျော်အတွေ့သူကြိုက်တဲ့သည့်ဟင်းလျာကိုချက်ထားလိုက်ရန်အမတ်ရသွားလေတော့မှပင်လို့ဆရာရှိသည်များကိုခတ်တွတ်တွတ်လောက်ကင်ရန်နင်းခင်မှတတိဝင်လာလေတော့သည်။ခြံတောင်တနေရာမှာအကန်လိုက်မြည်ဖို့ကသူကိုယ်တိုင်စိုက်ပျိုးထားခဲ့သောဂေါ်ဘီတို့ဂေါ်ဘီပွင့်နေမုံလာပင်ဆက်လက်ပင်ခရမ်းပင်များမှလည်းထွားထွားဝေဝေနေအာရစရာကောင်းလာသည်ဒါတွေကိုနက်နက်တိုင်းရေလောင်ပေးရမှနှင်းခင်အလုပ်ဖြစ်လေ၏စိတ်ရောကိုယ်ပါဆိုသလိုဖြက်လက်မြူကြနေသောနှင်းခင်ကတော့တခဏချင်းအတွင်းမှာပင်သူ့အလုပ်ကိုအပိသက်လိုက်နိုင်နေသည်ဒီနောက်တွင်မှခရမ်းပင်များစီသို့သွားကလာတာခရမ်းခေါ်သည့်အေယာမခရမ်းသည်ဖြူဖြူပွားပွားကြီးနှလုံးကိုရွေးချယ်စုခုလိုက်သည်နင်းခင်အိမ်ပေါ်သို့တက်လာသောအခါတွင်သူစောစောကမိဖို့ပေါ်မှတဲထားသောရင်တွေဦးမှာအငွေကလေးတက်လူလူနှင့်ရှဲမြည်နေသည်မှအပါတိတ်ဆိတ်မြဲပင်တိတ်ဆိတ်လေးရရှိ၏ဥဖိုးမှန်မှယခုအချိန်ထိအောင်နိုးသေးဟန်မတူပေနင်းခင်ကသူ့လက်ထဲမှခရမ်းသည်နှလုံးကိုကြောင်အိမ်ပေါ်မှတင်ထားလိုက်ခါပို၍တီချစေရန်အိတ်ခမ်းစီသို့ခြေဖွားဖွားနင်းပြီးရှောက်လာခဲ့ပြန်သည်ယူကြီးကောင်းကင်းနေပသွဲနှစ်သွဲကြကပိန်ချုံလေးရဲ့ရှိသောဥဖိုးမှန်မှာအိယာထက်တွင်အသက်ရှူမမှန်နေအိမ်မော်ကြလျက်ပင်ရှိလေ၏ဖြူဖွေး၍တထွာသားသားလောက်သာရှိလျသောသပင်ကလေးမှလည်းခေါင်းအောင်ထက်မှပြန်ကျဲနေသည်ပွင့်ဟာနေသောပါဇက်မမူရှိတော်များမရှိတော့သောကြောင့်မဲတဲတဲကြီးဖြစ်နေလေ၏
အမှန်အားဖြင့်အသက်60လောက်သာရှိသေးသောဒီအဖိုးကြီးမှာရှိရင်အသက်ထက်15နှစ်လောက်ဆောင်းကဦးစားလာသည်ဟုနင်းခင်ထင်မိသည်တို့ရတွင်နင်းခင်သည်အခန်းထဲသို့ခြေပြားထောက်ဝင်သွားပြီးရှိုးကြနေသောဆောင်းကိုပြန်ခြုံပေးလိုက်လေ၏မိဖို့တဲ့ပြန်ရောက်တော့မှပင်တယောက်တည်းအလိုရှုပ်ရပြန်လေသည်ဆန်ဆေး၍ထမင်းအိုးကိုပြင်ပြီးလင်ရင်နွေးအိုးကိုနဘေးမှကတ်ခါချထားပြီးမှခွင်ပေါ်တင်လိုက်ရသည်ပြီးတော့မှပင်ခရမ်းသီးကြီးတွေကိုအရှိလိုက်ဆိတ်၍ပဇွန်ကြောင်းနှင့်ကြက်သွန်ဖြူနီကိုဂျင်းအနှဲငယ်ဆွတ်ကအနစ်များများရအောင်ထောင်းပြီးစီရွှဲရွှဲလောင်းကနှက်ထားရန်ပြင်ရသည်ဤဟင်းနှင့်ဆိုလျှင်ကိုထွန်းကျော်တယောက်ထမင်းပို၍ဝင်းမီကိုအတက်တိထားသည်မို့ပိုမို၍စိတ်ပါလက်ပါပြုလုပ်နိုင်လေသည်ထိုအခိုင်မှာပင်ဥပိုးမှန်ကနိုးလာပြန်သောကြောင့်မျက်နာသိရန်ရင်နွေးနှင့်ရေအေးကိုရောဆက်ပေးလိုက်ရပြန်လေ၏တစ်စက်ထဲမှာပင်စောစောကအသင်းကြိုထားပြီးနေသောနွားနို့တဖန်ခွက်နှင့်လက်ဖက်ရည်ချမ်းတညက်ပြူစုံများကိုလင်မန်းတစ်ခုတွင်အသင့်ပြင်ဆင်ထည့်ဆောင်ပြီးဥပိုးမှန်ထွက်သွားရာအိမ်ဦးကန်သို့လိုက်ပါပို့ဆောင်ပေးရပြန်လေသည်ဥမှန်အေးဝရဲ့လားညကောင်းကောင်းမအေးရတာတီလို့နင်းခင်မနှိုးပဲထားတာတခါတည်းရန်မြို့မအလဲလာတတ်သောကျောင်းဆရာမကလေးတင်တင်ကိုအတူခိုးပြီးစကားပြောရမှာမိမိနာမည်ကလေးကိုထည့်သုံးတတ်နေသောနှင်းခင်ကဂယူတစိုက်မေးပေါ်ရသည်မို့ဥမှန်ကလည်းကျင်းနဲ့ပြုံကြီးနှင့်ခေါင်းညိတ်ပြလိုက်သည်နင်းခင်မှာမိဖို့တို့ပြန်ဝင်ရပြန်လေ၏ဒီတခါတော့ဥပိုးမှန်နှင့်တဲ့သောပိုးစာရွက်ဟင်းချိုတအိုးနှင့်ကျဲဥလေးလုံးကိုအလုံးမပြစ်အောင်မကြက်တကြက်ကြောလိုက်ပြီးမှမိမိတို့အားလုံးစားရန်အတွေ့မကြီးသည့်စိမ့်ကိုငပီပုတ်ငြုပ်သည့်ဆက်ဆက်နှင့်ထောင်းလိုက်ရလေသည်အားလုံးကိုချက်ပြုတ်ပြီးသောအခါချွေဆူဆူထွက်နေပြီးမို့ရီချိုး၍အလားပြင်ရပြန်သည်ပြီးတော့မှပင်ထမင်းပွဲပြင်ကဥပိုးမှန်နှင့်အတူတူစားရလေ၏ဥပိုးမှန်မှာထမင်းသိမ့်မစားနိုင်ကျဲဥကျော်နှလုံးကုန်ရန်ပင်နင်းခင်ကတိုက်တိုက်တွန်းတွန်းထဲ့ကျွေးနေရသည်နင်းခင်လည်းစားလေကျဲဥကျော်ကြိုက်တယ်ဆိုဟင်နင်းခင်မကြီးသည့်တောင်းနဲ့ဟင်းချိုရင်ပဲစားကောင်းနေတယ်နင်းခင်ကကျဲဥကျော်ကိုတလုံးမှမစားဘဲနေလေသည်နှစ်ယောက်စလုံးစားတော့ပြီးတော့မှပင်ကြံနေသောကျဲဥကျော်ပကံကိုကြောင်အိမ်ထဲမှထည့်ထားလိုက်လေ၏မကြမီအောင်သိန်းပြန်ရောက်လာလေသည်နင်းခင်သည်ခရမ်းသီးနှင့်ပိုးစာရွက်ဟင်းချိုမကြီးသည့်တောင်းတို့ဖြင့်ထမင်းတဝဲပြင်ကျွေးရပြန်၏အောင်သိန်းကလည်းပလုတ်ပပြဲပင်စားနေသည်စားလို့ကောင်းရဲ့လားဟဲ့ဟုနင်းခင်ကမေးလိုက်သည်ကောင်းနေပြီခရမ်းသီးနှက်ကတိတ်ကောင်းတာပဲဟဲကိုထွန်းကျော်ကြီးဖို့လည်းမကြံမင်းနေပါအောင်မဲဟဲ့ဒီလူကြီးကလည်းအခုထီတောင်မပြန်သေးဘူးအမလေးဗျာတရင်ငါပဲဟာဒီလောက်တော့လဲလှုပ်အောင်မပေါ့ဗျဒီအချိန်မှာဒီပြင်လူတွေလည်းပြန်ကြသေးတာမဟုတ်ပါဘူးအောင်သိန်းကဒီလိုပြောလိုက်သည်ကိုတော့နင်းခင်ကမကြိုက်နိုင်ပြီသင်းကဥပိုးမှန်ဤတူတော်သူမှုသာပြောနိုင်အားပေသည်ဟုစိတ်ခုသွားလေသည်တကယ်တော့လေအောင်သိန်းမှာလဲလို့ခွင်သို့ဝင်ရသူမဟုတ်မိမိတို့အိမ်မှာမွေးမြူထားသောနွားလေးကောင်နှင့်မြင်းတစ်ကောင်ကိုထိန်ကြောင်းရန်မိမိတို့ခရီးသွားလိုသည့်အခါမှာမြင်းလေးကိုမောင်းနှင်ပို့ပေးရန်အိမ်မူကိစ္စဘာကြီးရကလေးတွေကိုကူညီရန်လောက်သာအလုပ်ရှိသူဖြစ်သည်ဒါတောင်မှအိမ်မှာရေခန့်ရန်လိုနေသည်ကိုပင်တရင်ငါလုပ်သူတွေကိုတွက်ကတ်နေတဲ့သူလည်းဖြစ်၏နင်းခင်ကသူ့ကိုခတ်ချင်းချင်းဖြစ်သွားသည်နှင့်ဥပိုးမှန်အနီးသို့ထွက်သွားပြီးစေဘော်လိတ်ဖွာနေလိုက်လေသည်အောင်သိန်းလည်းစားတော့ပြီးလင်သူ့ဟာသူပြက်ကလဆန်သိမ့်စီပြီးစီပြင်းတလိမ့်နှင့်အိမ်အောက်ထက်မှထမင်းလုံးစီရန်ထွက်သွားသည်ကိုထွန်းကျော်မှဒီနောက်အတန်းကြတော့မှရောက်ရှိလာလေသည်နင်းခင်ကထမင်းပွဲပြင်ပေးရပြန်လေသည်ကဲစားလိုက်စမ်းကိုထွန်းကျော်ရှင်ကြိုက်တဲ့ခရမ်းသီးနဲ့ပဲချက်ထားတယ်။အော်ကျဲဥကျော်တောင်ရှိပါသေးရောလား။ရော့ရော့ကိုအောင်စားလိုက်နော်။ဒီတခါတော့နင်းခင်မှာထမင်းပွဲအနီးတွင်တောက်တူမရကလေးတွေလှုပ်ရင်းနှင့်ပင်ဝေဝေဆဆလောကုတ်ပြူနေသည်။ကိုထွန်းကျော်မှမျက်လုံးတစ်ချက်သာလှမ်းကြည့်လိုက်ပြီးကျဲဥကျော်ရတာကဦးလေးဖိုးမှန်စားဖို့မဟုတ်လားဟုပြန်မေးလိုက်သည်။ကျဲဥကလေးလုံးကျော်တာဦးမှန်ကနှလုံးပဲစားတာရှင်။အဲ့ဒါပိုးနေတာပဲ။ဦးနင်းခင်ကလည်းကိုထွန်းကျော်၏အကြီးကိုစောင့်စားငတ်လင်းကခတ်ဆူဆူကလေးပြန်လဲပြုံးကြည့်နေရင်မှပြောလိုက်သည်ဒီလိုဆိုလဲဗျာအောင်သိမ့်မယ်ကျွေးလိုက်ရောပေါ့ဟုကိုထွန်းကျော်ကခက်ဖက်ပဲလုံနေပြန်လေ၏အော်ဟောသူ့ကြွေတော့ငါတတိမှမရပဲကိုရှင်ကြမှာတတိရတာရှင်စားလိုက်လို့ပဲမဟုတ်လားနင်းခင်ကတော့မပွင့်တပွင့်ကလေးပင်ရီလျက်ကြောင်အိမ်ဘော်ကဆေးပလင်းထဲမှာဆေးမုံများကိုပကံကလေးတစ်ခုတည်းတွင်ရင်နွေးအနှဲငယ်နှင့်ဖြောဆန်းနေသည်ထိုအခိုက်တွင်နင်းခင်ရေဟုခေါ်လိုက်သောဥပိုးမှန်၏အတန်ကိုကြားရလေ၏နင်းခင်ကတော့
ရှင်းဟူသာပြန်ထူလိုက်ပြီးဈေကွက်ကိုမှွေမြဲမှွေနေရမှကိုထွန်းကျော်ကိုသာစောင့်ငဲ့ကြည့်ရှုလိုက်ခါဒီမှာကိုထွန်းကျော်ကြီးနောက်ကိုရှင်အောင်သိန်းနဲ့တူတူပြန်လာဖို့ကောင်းတယ်သိလားရှင်တို့တွေကိုတကွဲစီကျွေးရမွေရတာနှင်းခင်ပင်မန်းနေရှင်လည်းထမင်းစာမှာပဲဟုပြောလိုက်ပြန်သည်ကိုထွန်းကျော်ကတော့တီတီကြီးပင်မော်ကြည့်ပြန်လေ၏ပြီးတော့ခမ ्या ကိုဦးလေးဖိုးမှန်ခေါ်နေတယ်မဟုတ်လားဟု၍သာမဆိုင်သောစကားကိုဆိုလိုက်သည်ဒီတခါတော့နှင်းခင်ကလည်းစိတ်နဲ့ခုသွားသည်နှင်းခင်လင်းအတွက်နှင်းခင်ပဲပူပြရစီရှင်ပူစရာမလိုပါဘူးဟုပါကလေးဖောင်းဖောင်းနှကန်းစုပြီးဘူတော်ပြစ်လိုက်သည်ဦးဖိုးမှန်ထမ်းမလေနှင်းခင်ရေဟုနောက်တစ်ခွန်းထပ်ခေါ်တန်းကြားရပြန်သည်နှင်းခင်ကတခုံးမှပြန်မထူတော့ပဲရေတခွက်ခတ်ခါဈေးကွက်ကိုပါယူပြီးတော့သာထွက်ခွာသွားလေ၏ဘာဖြစ်လို့ခေါ်နေတာလဲဒီအချိန်မှာစေးတောက်ရမယ်မဟုတ်လားနင်းခင်စေးပြော်နေတာလာခဲ့မှာပေါ့ခန်းထဲဝင်ပြီးတော့မှနင်းခင်ကပြောလိုက်ရာအိယာပေါ်မှာငုတ်တုတ်ကလေးထိုင်နေတော့ဦးဖိုးမှန်ကခခရရဟန်မျိုးဖြင့်ပြုံကြည့်နေရှာသည်အေးပါနင်းခင်ရဲ့ငါကမကြခင်တေးရတော့မယ်လူပါမတိမီကလေးမှသာဂီယူဆိုင်ဆမ်းမှာယူရဆမ်းမှာကွယ်စကြောကလေးနည်းနည်းတောင့်နေလို့နှိပ်ပေးစီချင်တာပါနင်းခင်ဤမျက်နှာကလေးမှာဒီတော်မှပြေရော့သွားလေသည်သူကဲ့သို့ဂုံဝင့်နေသူတယောက်ကပစ္စည်းရှင်အဖိုးကြီးကိုလက်ထပ်ခဲ့သည်မှလေမတိမီမှပြုစုပြီးတေလွန်သည့်အခါမှာပစ္စည်းအလုံးကိုစက္ကန့်သိမ့်ပိုက်ရမယ်မဟုတ်ပါလားဒီထက်ပိုလွန်ကတစ္ဆာဖောက်လို့သောစိတ်မျိုးတော်ဖြင့်နင်းခင်မှမရှိပါချေရောလေဈေးကိုပဲအရင်တောက်လိုက်ပါဦးနင်းခင်ကဈေးကိုတိုက်ပေးပြီးမှဈေးပကံနဲ့ရေခွက်ကိုအိယာနဘေးကခုံကလေးပေါ်မှာတင်ပြီးဇက်ကြောကိုနှိပ်ပေးနေသည်ဟုတ်ပါရဲ့ကိုထွန်းကျော်ရီတောင်ထမင်းစားပေးနေရောမယ်တောက်ရေခွက်ကိုပြန်ထားလိုက်အောင်ပါပဲအတော်ကလေးကြာသွားမှနင်းခင်ကတတိယကပြန်ထွက်လာခြင်းတွင်ကိုထွန်းကျော်မှလည်းထမင်းစားပြီး၍တင်စီနေစေဖြစ်နေသည်နင်းခင်ကရေခွက်ကိုထားခဲ့၍ပြန်ထွက်မည်အပြုတွင်သူ့မျက်စိများကကြောင်အိမ်ပေါ်မှပကံထဲတွင်ကျဲဥကျော်နှလုံးကိုအရာမယွင်တွေ့မြင်လိုက်ရပြန်တွင်မူလူတကူလုံးမှာမာနာကြီးပဲဟုစိတ်ထဲကရေရွတ်ပြီးမကြည်မချမ်းဖြစ်သွားရပြန်လေ၏သို့နေရန်လုံးဟုအိမ်ငါခွေးကြီးကိုမရမကဟစ်ခေါ်ပြီးမှကျဲဥကျော်နှလုံးကိုချကြွေးပစ်လိုက်သည်ကိုထွန်းကျော်လည်းတစ်ဖက်သို့လှဲကပြုံးရောင်ပြူရင်မှရန်လုံးကိုရှောင်ကွင်းပြီးထွက်ခွာသွားလေသည်လူကလေးကစားကျင်နေပြော့ထားလို့ပါမနှင်းခင်သူပြန်လာတော့ကျွေးလိုက်စမ်းပါနော်မနေ့ကမနေ့စာမီလာဖို့မလို့ဟာစံဖို့နေရတာနဲ့နင်းမြင့်သွားလို့ကွယ်နင်းခင်မှာပကံထဲကကျဲဥကျော်နှလုံးကိုစူစူဝါဝါကြီးကအန်ကိုသာကြိတ်ထားမိလေသည်ဒေါ်အေးငွေကတော့လေအေးအေးနှင့်ပြောဆိုနေသောသူ့စကားများမှာနင်းခင်ဤဒေါသအဆောင်ကိုတကွန်လွှင့်ပေးသလိုရှိနေသည်ကိုမသိရှာပေအမှန်မှာတော့လေဒီယနေ့မှတိုက်ပဲတိုက်ဆိုင်လွန်နေသည်နေလေပိုင်းမှာဥဖိုးမှန်တရေတမောအိမ်နေပြန်သဖြင့်အိမ်ရှိကန်းတွင်တင်ပြူကလေးခင်းပြီးအေးအေးလူလူနှင့်ခေါင်းအုံးစွပ်များကိုပန်ထိုးနေသောနှင်းခင်မှာဒေါ်ဝင်းငွေရောက်လာမှပင်မအေးနိုင်အောင်ဖြစ်သွားလေတော့၏စောစောကကိုထွန်းကျော်ပြုမှုသွားပုံနှင့်ယခုသူ့အမေကတာတော်မောင်အတွေ့တကူတကလာပို့ပေးနေပုံမှာဘလို့ပဲဆက်ဆက်ကြည့်ကြည့်သူ့အမေကိုစားကျင်လာပါသည်ဟုတမောင်တမင်မှားထားရသောကိုထွန်းကျော်ကစေတနာပလက်ဘွားဖြင့်မိမိချကြွေထားသည်ကိုတော့လက်ဖျားနှင့်မှတူထိသွားပုံမရခြင်းမှလည်းဘယ်ဘက်ကနေပြီးကြည့်ကြည့်တီးခံခြင်းစရာတစ်စက်ကလေးမှရှာမရတော့ပါချင်းဒီမဲ့အမေကြီးတို့သားကိုတောအိမ်မှာပဲခေါ်ကျွေးရင်ကောင်းမယ်ကျုပ်တော့ဖြင့်ရှင်သားကိုစကားလည်းမပြောချင်ဘူးကြွေးလည်းမကြွေးချင်ဘူးဒေါ်သားကိုအတော်ကြီးထိန်ချုပ်၍ထားရဟန်နဲ့နှင်းခင်ကပြောလိုက်တော့မှပင်ဒေါ်အင်းငွေမှာကြောင်တက်တက်ကလေးဖြစ်သွားရလေ၏ဘာဖြစ်လို့လဲမနှင်းခင်ရဲ့လူကလေးရများဒေါ်အင်းငွေသည်ထိတ်ရမလို့လန့်ရမလို့နဲ့နှင်းခင်မျက်နှာကိုအပြေရှာမရနိုင်တယ်လို့ကြီးကဖြည်းဖြည်းချင်းမေးလိုက်ရှာသည်ဒီလိုတော့လေပြောရခက်ကြီးပင်ဖြစ်နေပြန်လေ၏နှင်းခင်ကဒီအဖြစ်ကိုမပြောပြနိုင်တိုင်းထက်လောင်၍သာစိတ်တိုမိပြန်သည်သူနှင့်မျက်နှာကလေးစူအောင်ဖြစ်လျက်ဘာဆိုဘာမှပြန်မပြောနိုင်တော့ဘဲနေခေါင်းစွပ်ပန်းများကိုဆက်လက်ထိုးချုပ်နေလေသည်ဒေါ်အင်းဝေမှလည်းနှင်းခင်ထမ်းမှစကားရလိုရညာဖြင့်နှင်းခင်အနီးမှရှိနေသောပန်းထိုးပြီးသားခေါင်းအုံးစွပ်ကလေးများကိုသာတစ်ခုစီကင်တွယ်ကြည့်ရှုရင်းစောင့်စားနေရသည်ကြာတင်သည့်ထဲကြာသွားတော့သေးတယ်မို့ဆက်လက်၍တီးခံဆောင်ဆိုင်၍မတန်နိုင်တော့သောဒေါ်အင်းငွေမှာသူယူလာသောကျဲဥကျော်ပကံကလေးကိုကန်ယူလျက်ဝမ်းနေစွာပင်ပြန်လေထွက်ခွာသွားရရှာလေ၏
ဦးလေးဖိုးမှန်မနိုးသေးဘူးလားနိုးရင်ပြောလိုက်စမ်းပါကျုပ်လက်မှာဒဇင်ထိသွားလို့ဒေါ်အင်းငွေပြန်သွားပြီး၍တယောက်တည်းကြံ့ရိတ်ခဲ့သောနင်းခင်မှာမကြမီအတွင်နောက်ပွေးဆောင်မှတက်လာသောကိုထွန်းကျော်ကိုတွေးလိုက်ရပြန်သည်ပြီးတော့ဦးလေးဖိုးမှန်မနိုးသေးဘူးလားဟူသောစကားသံကိုပါတစ်ဆက်တည်းကြားလိုက်ရတော့လေအရေးမဆိုင်ရန်ပြူကမျက်လာကိုအသာချထားလိုက်သည်သို့တိုင်အောင်ကျုပ်လက်မှာဒဇင်ထိသွားလို့ဆိုသည်နှင့်အတူသူရှိကြမ်းမြင်ပေါ်မှာတစ်ဆက်ကြာရောက်နေသောသွေးဆက်များကိုတွေးမြင်မြန်သောအခါတွင်ကသူဤဒေါသများမှပြဲလွင့်ပျောက်စင်ကုန်ကြပြန်သည်သွေးတွေနေပါလားမှန်နင်းခင်ကြည်စမ်းမယ်ဘလောက်များသွားလဲနင်းခင်ပြပြတလဲကလေးနှင့်ပြောဆိုချင်းကပ်သားသွေးတင်မူကိုထွန်းကျော်သည်မျက်နှာကိုတစ်ဖက်သို့ခက်လွယ်လှုပ်ထလိုက်တော်လေညာလက်ဖြင့်အုတ်ခါစုပ်ကင်ထားသောသူဤဘဲဘက်ဖမှုမှဒဏ်ရာကိုတော့စုပ်ကင်ထားသောလက်ကိုဖဲပြီးပြသလိုက်ပေသည်ဟင်သွေးတွေကြီးပဲမြင်တော့မမြင်ရပါလားတခုခုတော့လှုပ်အောင်မကိစ္စမရှိပါဘူးအမေလှုပ်ပေးပါလိမ့်မယ်ဦးလေးဖိုးမှန်ကိုသာပြောလိုက်ပါကောက်ရိပ်ဖို့ကိုလူစားသွင်းပြီးအိုးရှင့်မေစီရအောင်ပြနေလို့ဖြစ်အောင်မလားရှင်နင်းခင်သည်စကားဆုံးအောင်နားမထောင်နိုင်တော့ပဲစိတ်မရှိတန်ကလေးနဲ့ခက်ဆွတ်ပင်အော်ဟစ်ပြစ်လိုက်တော့လေကိုထွန်းကျော်ဤလက်မောင်းကူသာအမိအယဆွဲကင်လိုက်ခါအလေကန်းစီသူဇူတီယိုခေါ်ဆောင်သွားလေတော့၏ဟင်မနှဲပါပဲလားအခုထီတောင်သွေးမတိတ်သေးဘူးငင်းနေအိုးတန်ရာကိုရင်နွေနွေကလေးဖြင့်စေကြောလိုက်သည်တွင်လက်တစစ်ခန့်နေနေနှဆိုင်ကလက်သုံးတစ်ခန့်ရှေလျားနေသည်ကိုတွေ့ရလေ၏သွေးများကတော့မတိတ်သေးပေနင်းခင်သည်တန်ရာကိုရေနံစီနှင့်ပဲနေစုပ်ကင်ပြီးမှသွေးစေးမှုံများနှင့်ထပ်သိပ်ပြီးအဝေးဖြင့်စီးနှောင်ပေးလေသည်သူ့လက်ချောင်းကလေးများမှလည်းသွေးများဖြင့်လိန်ကပ်ပြီးကျန်း၍သွားလေ၏အလုံးကိုကိစ္စပြီးတော့မှပင်နှင်းခင်ကသူ့လက်ချောင်းလေးများကိုကြည်ကာရင်ဖိုမိလေသည်ကိုထွန်းကျော်ရဲ့သွေးတွေသူသည်ခတ်တူတူကလေးရေရွတ်ကစိုက်ကျင်နေပြီးတော့မှသူ့လက်ကိုစေကြောပြေးရသည်ဘာဖြစ်လို့လဲဟိထွန်းကျော်ဒီအတန်ကတော့ယခုမှအေးရကထားလာသောဥပိုးမှန်၏အတန်ဖြစ်သည်ကျွန်တော်လက်ကိုဒဇင်ထိသွားလို့ပါအဲ့ဒါကောက်ရိပ်ဖို့လူစားသွင်းပြီးတော့ကျွန်တော်လုခတွေကနေနေတွယ်နဲ့နှိမ်ယူဖို့လာပြောတာပါအိုးရှင်နှိမ်ယူနေစရာမလိုပါဘူးရှင်အနာသာရှင်ပြအောင်လှုပ်ဆမ်းပါနင်းခင်ကဥပိုးမှန်မပြောမိမှပင်ဝင်ပြောပြစ်လိုက်သည်တို့ရတွင်ကိုထွန်းကျော်ကတော့သူ့ကိုခတ်ဆူဆူပြန်ကြည့်ကနှကန်းကိုအနှဲငယ်မဲလိုက်လေ၏နောက်မှထုံးစံအတိုင်းသာလှုပ်ဆမ်းပါသူများအမအဆကိုကြုံမယူလိုပါဘူးဟုအတန်ခတ်မာနဲ့ပြောလိုက်သည်နင်းခင်ဤမျက်နှာကလေးမှာရဲတက်သွားလေ၏သူသည်ချက်ချင်းပင်မျက်နှာကလေးကိုတစ်ဖက်သို့လွှဲပစ်လိုက်မိလေသည်ပြီးတော့ဟိုတခါကဖြစ်ခဲ့ဘူးသောအကြောင်းတရက်ကိုလည်းသူ့စိတ်ထဲမှာပြန်လဲသတိရမိသွားပြန်လေသည်ဥပုံမှန်တယောက်ပန်းနာထားနေ၍မြို့သို့တက်ခါသူဈေးဝယ်မသွားနိုင်သောအခါကဖြစ်သည်ထိုကိစ္စမှာအောင်သိန်းကိုမြင်လဲနှင့်လွတ်လင်ကိစ္စပြီးနိုင်လောက်တော့လဲနင်းခင်ကအောင်သိန်းကိုဝယ်တမ်းမည်မထင်၍စိတ်မချဘူးဆိုကကိုထွန်းကျော်ကိုပါတမင်ထဲလွတ်လိုက်သည်နောက်ပြီးတော့ကိုထွန်းကျော်ဤရှည်လာပြီဖြစ်သောဘူဂီကိုပါတခါတည်းညှက်ခဲ့ရန်တည်တည်ချာချာမှားထားပြီးမှလိုအပ်သောငွေကိုထုတ်ပေးလိုက်သည်ကိုထွန်းကျော်ကလည်းသပင်ကိုတော့ညှက်လာခဲ့ပါ၏တို့ရတွင်ကုန်ကြသောငွေကိုတွက်ချက်ပြီးပိုသမျှပြန်အပ်သောအခါတွင်မူသူဤသပင်ညှက်ခါကိုထဲ့သွင်းတွက်ပြခြင်းမရှိပေထို့ကြောင့်မိမိကသပင်ညှက်ခါလောက်တော့ကျုံမိကလည်းပေးလိုက်နိုင်ပါသေးတယ်ဟုဘူးကြကြပြန်နေခဲ့သည်နည်းနည်းပိုင်းကကိုထွန်းကျော်ပြုမှုပုံနှင့်သူမိခင်ကြီးကျဲဟူကျော်လာဖို့ပြီးပုံမှလည်းဘလောက်များမခံကျင်စရာကောင်းလိုက်ပါသနည်းနင်းခင်သည်ဒေါသကိုထိမ့်မရနိုင်လောက်အောင်ဖြစ်လာပြန်သောအခါဥဖိုးမှန်နှင့်ကိုထွန်းကျော်တို့ဘာရီဆက်လက်ပြောဆိုနေကြသည်ကိုပင်သတိမထားနိုင်မကြားနိုင်တော့ပဲခြေကိုစောင့်နေလျက်အိမ်ရှိကန်းကိုထွက်လာခဲ့မိသည်ပြီးတော့စောစောကသူထိုင်နေသောနေရာတွင်ပန်တိုးလက်ဆဖြစ်သောခေါင်းအုံစုကိုရှာသောအခါတွင်လည်းခေါင်းအုံစုမှရှာမတွေ့ပဲဖြစ်နေပြန်၏နင်းခင်ခေါင်းအုံစုမရှိတော့ဘူးစောစောကဒေါ်အင်းငွေတယောက်ထဲလာတာပဲနင်းခင်သည်ဒေါသထွက်လက်စားနှင့်စိတ်ထဲမှတွေ့ရလူကိုအကျေကြီးအော်ပြောပြလိုက်သည်ထိုစကားမှာမိခင်ကိုချစ်ခင်လေးစားလှသည်ကိုထွန်းကျော်အားအသေးကိုစွဲ့မှွေလိုက်သလိုဖြစ်သွားပုံရလေ၏ကိုထွန်းကျော်သည်ဥဖိုးမှန်နှင့်စကားပြောနေရမှတိုးတိုးပါအောင်ထွက်လာခဲ့လေသည်စကားကိုကြည့်လေပြောပါမနှင်းခင်ကျုပ်မျိုးတကူဆွဲကျင်တာလားဟင်ကျုပ်တို့ဒီအစားတဲကမဟုတ်ဘူးဗျလူတိုင်းသိတယ်ကိုထွန်းကျော်မှာနင်းခင်ရှိမှဇုံရက်ပြီးတုံရင်စွာဟစ်အော်ပြောဆိုနေစဉ်မှာဥဖိုးမှန်ကလိုက်လာခဲ့နိုင်သည်
ပြီးတော့အဖျားကော့ထောင်နေသည့်တင်ပြူစအောက်တွင်ရှိသောခက်ဖြူဖြူအရာတစ်ခုကိုလည်းသူလာရင်းနှင့်မြင်နေရသောကြောင့်ရှာလဲကြည့်ပါအောင်နင်းခင်ရဟိုအောက်ကဖြူဖြူဟာဘာတော့ဟာဟုမေးလိုက်သည်နင်းခင်ကလည်းတင်ပြူစကိုလှမ်းပြီးကြည့်လိုက်ရာသူပြာကြီးပြရနှင့်ချထားခဲ့မိဟန်တူသောပန်ထိုးလက်စကောင်းအောင်စုကိုအချီစတန်လန်ဖြင့်တွေ့ရလေတော့၏သို့ပေမဲ့နင်းခင်ကချက်ချင်းပင်ပြန်ပြောလိုက်သည်ဒါမဟုတ်ပါဘူးနင်းခင်ပြောတာပန်းထိုးပြီးသားပါအားလုံး9ခုဟာအခု4ခုပဲရှိတော့တယ်ဒေါ်အင်းငွေကလည်းဒီနေ့ဘယ်သူမှမလာဘူးခမစော်ကားလာကြည်လားဟင်ဒါကိုကြုံမေရခြေတုပ်ဖို့တောင်ယူမှာမဟုတ်ဘူးသိရလားရှင်ဘာပြောပျောက်တာဟာတော့ပျောက်ပြီးသားပဲရှင်မေလာတယ်မလာဘူးဆိုတာလေရှင်ပြန်သွားရင်မေးကြည့်ပေါ့သူကိုင်းနေတာလဲနှင်းခင်မြင်လိုက်သားပဲတော်တော့နော်ခမပြောရင်းဆိုရင်လွန်းလာပြီနေကြစမ်းမအောင်ကွာအေးစစ်စစ်အကျိုးတင်ချောင်းတင်ပြောကြစမ်းပါအဖိုးတန်တဲ့ပစ္စည်းလည်းမဟုတ်ပါဘူးဥပိုးမန်ကတော့ပြည်ရာပြေချောင်းဝင်ပြောရရှာသည်ဟုတ်ပါတယ်နှင်းခင်တို့အတွက်တော့အဖိုးမတန်ပါဘူးဘာပြောတယ်ကျုပ်တို့အတွက်ကတော့ဘလို့ပြောချင်သေးလို့လဲသူဘလောက်စော်ကားနေတယ်လဲဆိုတာဦးလေးဖိုးမှန်မယ်နားထောင်ကြည့်စမ်းပါဒါမျိုးနဲ့ဆက်ဆံပြီးတော့ကျွန်တော်အလုံးမလုပ်ချင်တော့ဘူးအိုးဒီအိမ်မှာဒီတစ်ခါနောက်ဆုံးပါပဲကိုထွန်းကျော်သည်ပျော်ပျော်ဆူဆူနေပြီးစိတ်လက်မှန်ပါထွက်ခွာသွားလေတော့၏ရပောင်းကတော့အတော်ကလေးကြာညောင်ခဲ့လေပြီနင်းခင်မှလည်းကိုထွန်းကျော်တယောက်ကိုသူရင်ကအဖြစ်ကတကယ်တမ်းလက်လွတ်ဆုံးရှုံးလိုက်ရသောအခါမှာပင်တအုံနွေနွေနှင့်မေမရပြောင်မရဖြစ်လာလေတော့သည်ဒီအခါမှပင်ကိုထွန်းကျော်၏ယူသားခြင်းနှင့်စီကံဆောင်ထိန်ခြင်းတို့မှလည်းဂုံဒရက်ထင်၍လာကြသည်နောက်ပြီးတော့ကိုထွန်းကျော်အတွက်ရီမန်းလေးရဲ့တခုတ်တရချက်ပြိုရပုံတွင်ကိုထွန်းကျော်မျက်နှာကိုတစိမ့်စိမ့်ကြည့်ပြီးစကားကိုအပေါက်ဆရှာကဆက်ဆက်ပြောဆိုရတာတွေကိုထွန်းကျော်ကတခါတလေပြန်ကြည့်လိုက်လင်ရင်ထဲမှာနှွေးထွေးပြီးကြည်နူးသွားရတာတွေကိုတစိမ့်စိမ့်တွေးထင်မိကဒါကလေးတွေမရှိသောအခါဟာလာဟင်းလင်းနဲ့၆တွေ့သွားပုံမှလည်းတီတာလွန်လာအောင်ဖြစ်နေသည်ဒီအထဲတွင်ဦးဖိုးမှန်တယောက်ကပန်းနာထလာပြန်ပြီးနေညာမပြတ်တရဇက်ကြီးဆိုသလိုစောင်းကျက်ပြုစုနေရပြန်သောအခါနင်းခင်မှာပို၍ပင်ညီငွေစိတ်ပက်လာမိပြန်လေ၏ဒီအဖိုးကြီးကလည်းတည်နိုင်ခဲလိုက်တာဟူ၍ပင်စိတ်ထဲမှာညူစုအောင်မိလာတတ်သည်ဒီအခါမျိုးတွင်နှင်းခင်ဤစိတ်ပြေစရာမှာရတတ်သမျှသောအချိန်ကလေးတွင်သူကိုယ်သူအစွမ်းကုန်ပြင်ဆင်ချေတာရန်နှင့်နောက်ဝေးချန်ထဲမှဆင်းပြီးသူဤစိုက်ပျိုးခင်းများကိုပြုစုရန်ရေတွင်ကလေးမှသွားပြီးသူကြည်နူးခဲ့ဘူးသည်ဖြစ်ရကလေးကိုအရေးထင်ကြည်ရန်လောက်သာရှိလေသည်ထိုနေမှာတော့ဥဖိုးမှန်သည်သူ၏ယောဂအနှဲငယ်တက်တာသွားသဖြင့်နေလယ်ပိုင်းတွင်ကောင်းကောင်းမွန်မွန်အိပ်ပျော်သွားလေသည်နင်းခင်မှလည်းတရွင်းအငယ်စားကလေးတစ်ခုကိုယူဆောင်ကနောက်ဝေးချန်ထဲမှမုံလာဥတူရန်ထွက်လာခဲ့လေ၏စိန်ဆူညိုမောင်းနေသောငပြောပင်အုံများကိုဖျက်ကျော်ပြီးပင်တိုင်းစီဝေဝေစီစီတီးပွင့်နေသောခရမ်းပင်တန်းများကိုတွေ့ရလင်ကိုထွန်းကျော်ကိုတတိယမိသွားပြန်သည်ခလန်လန်းမှရှိနေသောရေတွင်ကလေးကလည်းသူ့ကိုစီကြိုဖိတ်ခေါ်နေသည်အောင်အောင်မိပြန်၏သို့တော့ဒီတခါတော့နင်းခင်မှသူ့စိတ်အလိုကိုသူညင်းဆန်လိုက်ကမုံလာခင်များရှိရသောပင်တန်တန်မမတ်ထွက်လာခဲ့သည်ပြီးတော့မနေ့ဖြန်အောင်သိမ်းမျိုးတို့သွားလင်လက်ဆောင်ပေးလိုက်ရန်လိုအပ်နေသည်မို့အချိန်ရာကိုက်မှခတ်တွတ်ပင်ဒူဖော်လေ၏တို့ရတွင်သူလူတလောက်မရသေးမီမှာပင်တရွင်ချက်ကတောက်ခနဲချော်ထွက်ကပလင်ခွဲကြီးတစ်ခုနှင့်ကန်လန့်ခံနေပြန်သည်နင်းခင်ကပလင်ခွဲကြီးနဘေးမှမြေများကိုအနှဲငယ်ဆော့ပေးလိုက်ခါထောင်ဆိုင်နေသောအပေါ်ပိုင်းကိုလက်ဖြင့်နှဲပြီးဆွဲယူလိုက်လေ၏အစင်မတင်ချင်းတော့ပလင်ခွဲရှာပြီးနင်းခင်ဤလက်ညိုကလေးတစ်ခုလုံးမှာသွေးများဖြင့်ချင်းချင်းหนี၍သွားရှာလေသည်ရုတ်တရက်တော့နင်းခင်သည်နာရမမ်းမမသိလိုက်သူလက်မှစီကျနေသောသွေးများကိုစိမ့်စိမ့်ကြည့်ပြီးဒဇင်ထိသွားသောကိုထွန်းကျော်ဤလက်ဖမိုးကိုသာအမှတ်ရနေမိသည်သူကပိုင်နိုင်ကင်တွယ်ပြုစုပေးလိုက်ပုံနှင့်သူ့လက်ကလေးမှာကိုထွန်းကျော်ဤသွေးများဖြင့်ပေကြံလိမ့်ကပ်နေပုံများကိုလည်းပြေးမြင်မိသည်အခုနေမှာငါသူ့ကိုပြုစုပေးသလိုသာကိုထွန်းကျော်ကပြုစုပေးမယ်ဆိုရင်ဘလောက်ကောင်းမလဲဟူ၍လဲမဖြစ်နိုင်တာကိုမှမှန်းဆတန်တာမိသေးသည်ဒီလိုနေအချိန်ကြီးကြာသွားတော့မှပင်နှင်းခင်ကတတိဝင်လာကမနီမဝေးရှိကဒူးပင်မှကဒူးရွက်များကိုခူးယူချေမွာပြီးသွေးမတိတ်သေးသောသူ့လက်ညိုးကိုပွတ်နယ်ပေးနေရလေ၏
ပြီးပြန်တော့ဒီအနာကလေးအတွက်တစ်စက်ကလေးမှာဂယူစိုက်စရာမလိုတော့ဟန်ဖြင့်တရွင်ကလေးကိုလက်ညှိုးနဲ့မထီရအောင်ခပ်ဖွားဖွားကင်ပြီးအနှင်းငယ်ဆက်လက်တူးဆွာ၍ပင်နေလိုက်ပြန်သေးသည်ထိုအနာအတွက်ဂယူဆိုင်ရန်လိုအပ်ကြောင်းကိုနှင်းခင်အတိမတ်ပြုမိသည်မှာတော့အချိန်နှောင်းခဲ့လေပြီဘယ်နဲ့လဲမနှင်းခင်သဘောတူမယ်မဟုတ်လားဟုတ်ဦးဖိုးမန်ဤမိတ်ဆွေဒေါက်တာတန်းဖေကမေးလေတော့မှပင်နှင်းခင်ဤရင်ထဲမှာတလက်လက်နှင့်တုံလို့လာရသည်လက်ညှိုးနေရာတွင်ငုံတီတီဖြစ်နေသောအင်္ဂါမစုံသည့်လက်တစ်ဖက်ကိုတွေးမြင်မိကယွန်ကြောက်ထိတ်လန့်သွားမိသည်ဟင်ဟူမောဟိုက်ပင်ပန်းစွာသာအကြောက်ကန်ညင်းဆန်မိလေ၏ဒေါက်တာတန်းဖေနှင့်ဦးဖိုးမှန်ကတော့စိတ်ပြက်လက်လျှော့စွာနှင့်သာတယောက်မျက်နှာကိုတယောက်တွေ့တွေ့ဝေဝေကြည့်နေကြလေသည်ဤအချိန်၌ပေါ့ပေါ့ရော့ရော့နေလာခဲ့သောနင်းခင်၏အနာမှာ၄-၅ ရက်အတွင်းငံမှန်းလိုက်ပြီးအစမတန်ရောင်ကန်၍နေတော့ကအဖျားဝင်ပြီးအလူအလဲခံနေရခြင်းဖြစ်လေ၏ဦးဖိုးမှန်ပင်ခေါ်ထားသောဒေါက်တာတန်းဖေကတော့လက်ညှိုးကိုဖြတ်ပြီးကူလိုက်ရန်သာတိုက်တွန်းပြောဆိုနေပေသည်နင်းခင်ကလည်းလိမ္မာသားနဲ့ကွယ်ဒေါက်တာပြောတာကိုသဘောတူလိုက်စမ်းပါဦးဖိုးမှန်ကလည်းအမျိုးမျိုးချော်မော်၍ပင်ပြောနေရှာပါ၏ပြောလို့မကပြောလာတော့မှပင်ညညူလွန်လူ၍နေရှာသောနင်းခင်မှာဦးဖိုးမှန်ကိုအာနာလာတော့ဟန်ဖြင့်မျက်လွှာကလေးပင်လန်ပြီးခက်ဆူဆူကြည့်နေသည်ပြီးတော့မှတစ်ချက်များပြုံးရောင်ပြူလိုက်ခါမထူးတော့ပါဘူးမကူချင်ပါနဲ့ဟုလေတံတဲ့တဲ့ကလေးနဲ့ဆိုလိုက်သည်ကဲစေတလုံးထိုးပေးခဲ့မယ်ဗျာမနေ့ပြန်လဲလာသေးတာပေါ့ဆရာဝန်ဦးတန်းဖေကတော့တက်ဆွမ်းနိုင်တယ်လို့ပြုစုကူတာရန်ဝိတရားရှိနေသေးသည့်အတိုင်းစေထိုးပေးခဲ့ပြီးမှပင်နှုတ်ဆက်ပြီးပြန်သွားရရှာသည်နောက်ဆုံးတွင်တော့အလှပါကြိုက်သူကလေးကိုလှလှပပတကြိုလိုက်ရန်သာဥဖိုးမှန်ဤဝိတရားတရက်ဖြစ်လာတော့လေ၏တကယ်တမ်းမှာဥဖိုးမှန်လိုခြူနာတဲ့အဖိုးကြီးတယောက်ကမသေးပါပဲနှင့်လှပနုနဲ့ငယ်ရွယ်တန်ဆွမ်းလှသေးသောလုံမပြိုနေခင်ကလေးကပြက်ပြက်လက်လက်တည်ဆုံသွားရခြင်းမှလည်းအင်မတန်မှတရားသဝေရာယူပဲဖြစ်နေရသည်ကံဦးတုတ်တန်တွင်မှအလင်းတင်တယ်လို့တစုစီတတိုက်စီတဖွဲဖွဲပြန်ထွက်လာနေကြကုန်သောအတုပပိုးဆောင်သူပရိသတ်များမှလည်းဒီအကြောင်းကိုသာလျှင်စုတ်တတနှင့်ဖွဲနွယ်ပြောဆို၍လာနေကြသည်အချိန်မှာညနေ၄ နာရီခွဲခန့်ရှိနေပြီဖြစ်ရာဆောင်လာများ၏တဘာဝအတိုင်းနေမင်းရောင်ရှိန်သည်ပင်မေးမိန်ဖြော်တော့ခဲလေပြီတစားနှင့်လူသန်းများကင်မဲ့လာခဲ့သောကံဦးတုတ်တန်တွင်မှလည်းကောင်းမွန်တရက်သောပကြီးလက်ရကလေးဖြင့်ဖွေဖွေဖြူလျက်ရှိသောနှင်းခင်၏အသစ်ဆက်ဆက်အုပ်ကူကလေးသားလင်ထူကြအားနွဲစွာကြံရစ်ဟန်မထင်ရပေသည်အကင်ခက်တွေဖားဖားဝေဝေနှင့်ဒီနေရာတဝိုက်ကိုအုံမိုလျက်ရှိသောကိုပင်ကြီးကတော့အသစ်ဆက်ဆက်ရောက်လာသူကလေးကိုဖြည့်သိမ့်ပြီးလိုဟန်ဖြင့်ရော်ရွက်ဝါကလေးအနေပါကိုကျေချဖြန့်ပြူပေးနေရှာသည်ဒီအတွင်းမှာအရာအလုံးထက်ပုံမစိတ်ဝင်စားဝဲဖြစ်နေပြန်သည်မှာကစောစောကအတုပါပိုးဆောင်သူများတွင်မပါဝင်မဲယခုမှသာတယောက်ထီတတိတတန့်ရောက်လာနေသောလူရွယ်တဦးကိုတွေ့မြင်နေရခြင်းပင်ဖြစ်ပေသည်ထိုလူသည်သူ့လက်ထဲမှတပွေတပိုက်ကြီးပါလာသောဆောင်းတော်ကူပန်များကိုဂူကလေးပေါ်တွင်ကျဲဖြန့်တင်လွှမ်းလိုက်လေ၏ပြီးတော့မှအဖြူဖြူချင်းပေါင်းဆက်ကတမျိုးသောပတာရကိုစောင့်နေသည့်အုတ်ကူကလေးကို၎င်းမနှင်းခင်အသက်20ဟူသောအုတ်ကူဤခေါင်းရင်ဘက်မှစာတန်းကလေးကို၎င်းတာတလွမ်းဆွစွာကြည်နေရှာလေသည်အကယ်၍ထိုလူရွယ်မှာကိုထွန်းကျော်ပင်ဖြစ်နေကြောင်းကိုသာနှင်းခင်တယောက်ကသိရှိနိုင်အောင်မည်ဆိုလင်တော့သူခမများမှာဘလောက်များကြည်နံ့နှစ်သိမ့်၍သွားရှာပေးလိမ့်မည်နီတို့ရာတွင်ကိုထွန်းကျော်ကတော့မင်းခုံမင်းနဲ့ပျော်စရာတွေကိုတန်တရားတလျှောက်လုံးမှာရှာကြည်အောင်တော့နှင်းခင်ရီဟူရသာတခွန်နေသောနှုတ်ဆက်စကားကိုဆိုလိုက်လေသည်ခဏနေတော့မှကိုထွန်းကျော်သည်ခေါင်းငိုက်ဆိုင်ချကာရွာအပြန်လန်းကလေးကိုတယောက်တည်းလေတွေ့စွာရှောက်လာခဲ့လေ၏ထိုအချိန်မှာအမောင်တို့ကတော့စူမူစပြုပေပြီဆီယာမကြီးစိန်စိန်ရေးသားထားတဲ့ဘဝဆက်ခါရှာလေအောင်ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီရင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ဒုက္ခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါသည်ရှင်။